အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူတွေစိတ်ဝင်စားရမယ့်သတင်းတစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်အဲ့ဒါကတော့လက်ရှိတော်လန်ရေးရဲဘော်တွေရဲ့မြေပြင်အခြေအနေတွေနောက်ပြီးတော်လန်ရေးကိုဝန်းရံကြတဲ့နာမည်ကြီးအမှုပညာရှင်တွေဆယ်လီတွေအခုတော်လန်ရေးကြီးထဲမှာဘယ်လိုတွေဆက်လက်လှုပ်ဆောင်နေကြသလဲဆိုတာကိုပြည်သူတွေမျက်ဝါးထင်ထင်သိအောင်ကျွန်တော်တင်ခမှခိုင်လုံတဲ့အချက်လက်တွေနဲ့အတူတင်ဆက်ပေးလိုက်ပါတယ်တော်လန်ရေးကာလကလည်း9နှစ်ကျော်တက်တန်းရှိလာခဲ့ပါပြီ။ဟိုတုန်းကခဏပဲစီဒီယန်လုတ်ကြပါတောင့်ခံပေးကြပါဆိုပြီးထင်အောင်ထင်မှာဝါရာမိုင်းနေတဲ့မှာပြည်သူတွေနဲ့ဝန်ထမ်းတွေအတော်လေးရုံးငယ်ကန်ခဲ့ရပါတယ်။လူပညာရှင်တွေဆိုတာကလည်းကိုကျိုးစီးပွားတွေရှိနေတော့2021အစပိုင်းမှာတက်ကြွနဲ့စီယုံကြတာတွေတပ်ပုံတွေဗီဒီယိုတွေမမြင်ချင်းမကြားချင်းအဆုံးပါပဲ။အော်အခုကြတော့ရှိုးတွေဆိုတဲ့သူကဆိုစပွဲတွေပျော်ပျော်ရွှင်ရွှင်ကကြနဲ့စီစီကားကားကိုကျင်းပနေကြတာပါ။ပြောချင်တာကအခု9နှစ်ကျော်လာတဲ့အခါမှာတော်လန်ရေးကြီးလဲပျောက်ကွယ်လို့နှီးပါဖြစ်လာပြီဆိုတာတော်လန်ရေးဘတ်တော်သားတွေကိုယ်တိုင်ဝန်ခံလာတာလေးကိုပြောပြချင်တာပါဘာလို့ဒါတွေကိုပြောပြနေတာလဲဆိုရင်ဒီတော်လန်ရေးအကြောင်းအခြေမဲ့အနေမဲ့ဖြစ်ကြရတဲ့အခြေခံလူဒန်းစားတွေကိုလက်ရှိတော်လန်ရေးရဲ့တကယ်အခြေအနေမှန်ကိုသိစေချင်လို့ပါကဲအမှုပညာရှင်တယောက်ပြောပြထားတာလေးကိုကျွန်တော်တို့စပြီးတော့ကြည့်လိုက်ကြရအောင်အမကကြာအမဘာပြောလဲဆိုတော့မိမရဲတဲ့ငါတို့မှလည်းမိသားစုစာဝတ်နေရရှိတယ်နေသွားတဲ့နေရာတွေငါအကုန်လိုက်ပို့ပေးတဲ့အချိန်မှာငါရဲ့အလုပ်တွေကငါတို့မိသားစုတစ်ခုလည်းစားဖို့မဟုတ်ဘူးမိသားစုနောက်မှာထောက်ပံ့ရမယ့်လူတွေအများကြီးရှိရဲဆိုတဲ့ခါကျတော့တုံ့နေနဲ့ကလည်းပင်ပန်းတယ်ကွာသိလားအရန်ပင်ပန်းတယ် stress တွေနဲ့အမနောက်ကိုလိုက်ရတယ်ဆိုအမလည်းခါကျအားနာတယ်အမကလည်းအသုံးဝင်တဲ့လူလိုဖြစ်နေရပါတော့ကိုယ့်အလုပ်ကလည်းဒါကပတ်စံရှာတဲ့အလုပ်မဟုတ်ဘူးကွာသိလားတီးတဲ့ဟန်ကြီးကွာဒီတော်လိုင်းမှာပါဝင်ပြီးအကောင်မပြောတဲ့လူတွေကရှိတယ်ဆိုအမယောက်ျားအမြဲတမ်းပြောတယ်နေရတဲ့နေ့နိုင်ငံရေးသတင်းတွေကိုငါလောက်တောင်မှနေfollow လုပ်ထားတာမရှိဘူးပေါ့နေရဒီဟာလုပ်ပေးနေတဲ့ဇောပဲရှိတယ်ငါဒီနိုင်ငံရေးမှာဘသူတွေကဘာတွေလုပ်တယ်ဘသူတွေကဘလို့တွေအပေါ်မှာချစားတာတွေဘသူတွေကဘာတွေလုပ်လဲဆိုတော့ငါအကောင်လုံးသတင်းတွေနေ့တိုင်းဖတ်တယ်တဲ့သူ့မှာဆိုလို့ရှိသမျှဘယ်လိုပြောမလဲသတင်းဌာနတွေ website တွေအကုန်ရှိတယ်ကွာပြောရမယ်ဆို तू ကကိုယ့်ထက်တာမှကိုယ့်နိုင်ငံပို့ပြီးတော့စိတ်ဝင်စားတယ်ကိုကဒီနိုင်ငံအတွက်လုပ်ပေးချင်တာပဲသိရပါတော့ဆိုတဲ့ခါကျတော့ကိုကပြောပြတယ်ဒီဒေါ်လာရေးရကြာမှာပဲတဲ့ဘာကြောင့်လဲဆိုတော့အခုလက်တလုံးမှာမြင်ကြည့်လေတဲ့ show ပွဲတွေလုပ်နေတဲ့အချိန်မှာလူတွေတန်းစီနေတယ်ဒီလိုခစ်ကြီးထဲမှာသွားနေကြတာပဲတဲ့လူတွေကအဲ့ထောင်မခံနိုင်ကြတော့ဘူးပေါ့နော်ဆိုတဲ့ခါကျကိုတပုတ်ထဲတွေပဲကြည်လာတဲ့အခါမျိုးမှာကိုဘလောက်ပဲလုပ်ပေးလို့ပဲကျေးဇူးတင်တဲ့အပြေကိုတော်ချပါတော့နေတို့ဒီလူသက်အားပေးတွေတို့ကိုသိရမလားညီပိန်းတွေတို့အဲ့လိုမျိုးတွေပြောလာတယ်ဖက်ခွက်စားတွေလို့ပြောလာတယ်နေခံနိုင်လားတဲ့ဆိုတော့ဒါပေမဲ့အမတစ်ဖက်မှာဒါတွေလုပ်ပေးလိုက်လို့ရှိရင်အမမိသားစုမှာလိဟင်းတာတွေအမအများကြီးရှိတယ်ဆိုတဲ့ခါကျတော့ရွှေရွှေမှာအမစိတ်မကောင်းဖြစ်ရတဲ့အဲ့လိုမျိုးအပြစ်တင်တာတွေကြားရတယ်ဆိုတဲ့အခါမှာအမယောက်ျားမိမမလုံးနဲ့တော့မင်းနိုင်နဲ့တာဝန်မဲ့ထမ်းအပြစ်မှန်းနေမခံနဲ့တော့အဲ့ဒါအမအခုတည်းကလည်းပြောပါတယ်အမကိုချင်းစာကြလည်းမလို့ဘူးနားလည်းပေးကြလည်းမလို့အမအရှိကိုရှိတိုင်းပြောပြတာတော်ကြနေကြအမကပြောမယ်ဟဲ့ तू ကတော်တယ်ရင်းမှာဆက်မလုပ်တော့ဘူးဆိုပြီးထင်မှာဆိုလို့အမလှုပ်ပေးမယ်ဒါပေမဲ့အမအရင်ကတော့မပါဝင်နိုင်တော့ဘူးဘာကြောင့်မပါဝင်နိုင်တော့ဘူးဆိုအမမှမိသားစုရှိတယ်ဒီတော်တယ်ရင်းမှာအမပါဝင်နေရတာကမနှဲကိုရုန်းကန်ပြီးအမပါဝင်ပေးနေရတာဒါကိုချိုးတော့ဒါမှလည်းမပါဘူးနော်အမလှုပ်ပေးတာဒါပေမဲ့အဲ့စော်ကားတာတွေများတာတွေပြောတာတွေများတာတွေကကိုတယောက်တည်းသိတာမဟုတ်ကိုယောက်ျားလည်းမြင်နေတဲ့ခါကျတော့မိမရဲ့စိတ်ပင်ပန်းလိုက်တာတဲ့နင်တို့ဒီဒေါ်လာရေးကအောင်မို့ဆိုတာအချိန်ကြာအောင်မှာငါပြောရေးတယ်တဲ့လူတွေကမညီဘူးတဲ့တစ်ဖက်ရှိရင်နှစ်ဖက်ရှိရင်ငါးဘွဲ့ကွဲချင်ကြတဲ့လူတွေတို့မြန်မာတွေကြောင့် तू လည်းနားလေတယ် तू ပြောတာလည်းမှန်တယ်ကွာတို့မြန်မာတွေကလေဘယ်လိုပြောမလဲဒီဒေါ်လာရေးမှာလေအလုံးစုံပါဝင်ဖို့အတွက်စိတ်လျှော့လိုက်တဲ့လူတွေကတပိုင်းတချို့ကလည်းလုံးမပါဝင်ကျွန်တော်ကိုယ့်ဘက်ပဲကိုကြည့်ရလူတွေတပိုင်းဆိုတော့3 4 5ဘွဲ့ကွဲနေတဲ့အခါမှာဒီဒေါ်လာရေးအောင်ဖို့ကအဆင်မပြေနိုင်ဘူးအထက်ကလူတွေကလည်းအပေါ်ပိုင်းမှာကောင်းပြီးတော့နောက်ပိုင်းကျတော့လည်းခြတွေစလက်တွေစအဲ့လိုတွေဖြစ်ကုန်တဲ့အခါမှာဒေါ်လာရေးရရှေ့မရောက်တော့ဘူးပေါ့ဒါကိုကြည့်ပြီးမယုံကြည်ဘူးဆိုသူတွေကတော့အကြောင်းမျိုးမျိုးတွေပြပြီးညှင်းနေကြအောင်ပါပဲဘယ်လိုပဲညှင်းဆိုနေစေကမူမြေပြင်အရှိတရားကတော့အရှိတရားအတိုင်းလက်ခံကြရမှာပါအခုဆိုကြည့်လေနိုင်ငံရေးလစ်လာသုံးသက်သူတွေကပြောနေကြပြီပြည်သူတွေပါဝင်လူဒန်းတာတွေနဲလာတော့တော်လန်ရေးကြီးအတွက်ရက်တီဖို့ခက်ခဲလာတဲ့အခါထိုင်းကငစီတို့အဖွဲ့တွေတောင်အဝိအစားတွေရောင်းစက်ပြာတွေရောင်းရတဲ့အထိဖြစ်လာကြပြီတဲ့လူဒန်းငွေတွေစရင်မပြကြပဲကိုမိသားစုရက်တီရေးကိုဦးစားပေးလာကြတော့ချင်းရန်တွေဖြစ်ကြဆဲကြဆိုကြနဲ့ online ပေါ်မှာမြင်လို့တောင်မကောင်းပါဘူးသူတင်မဲလားဆိုတော့မဟုတ်ပြန်ဘူးမြေပြင်တော်လန်ရေးရဲဘော်တွေကိုတက်ကြွနဲ့ဥဆောင်နေတဲ့ငဇွဲဆိုရင်စောင့်နေရေးခက်ခဲလာတော့
အခုဆိုရင်ကြားဖြန့်လောင်းကစားအဖွဲ့တွေကိုလုံခြုံရေးစောင့်ရတဲ့အလုပ်လုပ်နေပြီဆိုတာကိုမျိုးရန်အောင်သိန်းကိုယ်တိုင် social media မှာပြောလာလို့အချင်းချင်းဆဲကြဆိုကြနဲ့ NUG အဖွဲ့တွေထုံးစံအတိုင်းပေါ့ဒီလိုရက်တွေဒီအဖြစ်ပြက်တွေကိုကြည့်ရင်တော်လန်ရေးကြီးရဲ့အခြေအနေမှန်ကိုမိဘပြည်သူတွေရိပ်စားမိလောက်ပါပြီဒါကြောင့် NUG lobby တွေကိုလည်းတလက်စားတဲ့ပြောလိုက်ပါစေ online ကနေတောင်အော်မြောက်အော်ရိုးသားတဲ့မြေပြင် PDF လေးတွေကိုတစားကန်ထားပြီးအလှငွေတွေကောက်အသက်ဆက်နေကြတဲ့မင်းတို့တတိယနိုင်ငံက lobby တွေတော်လန်ရေးဇက်ရှိန်ကြလာရင်စားရမယ်တောက်ရမယ်ဘဝကိုရောက်ရတော့မယ်အရေးကြိုပြီးပြင်ဆင်ထားကြပါလို့အမှားစကားလေးပါလိုက်ပါရစေတကယ်တော့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်လှလှအောက်မှာလူငယ်တွေရဲ့အနာဂတ်ကိုအပေါင်ထားပြီးအလူခံငွေတွေနဲ့ပြပမှာဇိမ်ခံနေတဲ့ NUG ခေါင်းဆောင်တွေရဲ့ကိုကျိုးစီဝါရှာမှုနဲ့ရေရှည်ရှင်သန်ရပ်တည်ဖို့စ조사နေကြတဲ့ပြကွက်တီဟာတော်လန်ရေးလှုပ်ဆက်ကြီးမှာအမြင်ကျင်မကြားကျင်အဆုံးပါပဲဒါကြောင့် PDF ညီငယ်ညီမငယ်တို့ရေအမောင်တို့ထဲမှာလမ်းပြောက်နေမဲ့အစားအလင်းအောင်ရှိရာကိုခြေလမ်းပြင်ခြင်းဟာမင်းတို့ကိုယ်တိုင်အတွက်သာမကမင်းတို့ကိုမျှော်လင့်ချက်ကြီးစွာစောင့်စားနေတဲ့မိသားစုညီကိုမောင်နှမတွေအတွက်ပါအကောင်းဆုံးသောလက်ဆောင်ဖြစ်ပါလိမ့်မယ်အချိန်တော်မှနောင်တရခြင်းတဲ့အချိန်မီရတဲ့နောင်တကသာတို့ရဲ့ဘဝတွေကိုအကျိုးရှိရှိအတိတ်ပဲရှိရှိဆက်လက်ရှင်သန်စေနိုင်မှာဖြစ်ကြောင်းစေတနာရှိထားပြီးတိုက်တွန်းလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်